အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုမှာကတော့ရမှာချောင်းနဲ့တွဲကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါโอเคဗျာရောက်ပြီဆိုတော့ဗျာအားလေးနဲ့ကျွန်တော်တို့ record ပါထုတ်ပြီးတော့ကျွန်တော်တို့သွားမယ်ဗျာโอเคပင်ရလဲစောက်ရမကောင်းဘူးဗျာစောက်ရရင်တော့မကောင်းပါဘူးပင်โอเคကျွန်တော်တော့ဘယ်ကောင်းနဲ့ထေးရမှာလဲဆိုတော့ကျွန်တော်တို့ကိုပတ်တန်းနဲ့ထေးရမှာပဲဖြစ်ပါတယ်โอเคဒါကိုပတ်တန်းစားလာနဲ့လက်တီကျွေးတာပဲဟာရမယ်ထင်းနေတာလားကွာရောအောင်ပါရောအောင်ပါမယ်ရောအောင်ပါမယ်ရမယ်ထင်းနေတာလားโอเคကျွန်တော်တို့ကျုံးမယ်ပေါ့နော်ဟိုကောတော်ဝါတဲ့ဝင်ပြင်းနေတာမနိုင်ဘူးငါ့ကိုဂျွန်းအောင်မဖလေးကနဲ့ပြပေးလိုက်မယ် easy ပဲကွာအမတကွက်ပြလိုက်ပြီဟဲ့ဗီဒီယိုလေးကိုဆက်မသွားခင် bro အနေနဲ့ဒီ Osta Eva မှာဒီမှာ diamond တွေရပြီးကြပြီလားကျွန်တော်ကတော့မရသေးဘူးဗျာโอเคဒီမှာဆိုရင် bro အနေနဲ့တရက်ရှူဗျာ diamond တွေပေးထားတာဗျာ9လုံး30မှာ1000ထိဗျာအဲ့ဒါမှာကန်ကောင်းရင်ကန်ကောက်တဲ့ဒီဟာတွေပါပေါက်နိုင်တယ်ဗျာကျွန်တော်လည်းမသိဘူးတော့ bro အနေနဲ့ diamond တွေပေါက်ကြပြီလားတော့မသိပါဘူးကျွန်တော်ကတော့တစ်လုံးမှမရသေးပါဘူးလို့ကျေးဇူးတင်ပါတယ်ဒီမှာတော့ကျွန်တော်တို့ chat တွေကတော့ lot တက်ပြီးတော့ရနိုင်ပါတယ်ဒီနေ့ဒုက္ခရနေတယ်ပေါ့နော်ဒီမှာတော့တက်တွေလုပ်ပြီးတော့ဒီနေ့တက်တစ်ခါဒီဘက်စီလည်းရှိပါတယ်အဲ့မှာတက်တွေလုပ်ပေါ့နော်ဒီထက်မှာကျွန်တော်တို့ကန်ကောင်းရင်ကန်ကောက်တယ်လို့ဒီမှာဟို user skin လေးပြီးရင်ကျွန်တော်တို့အခုတက်တော့ကွာအခုတက်တော့လာတဲ့ user skin လေးပြီးရင်ကျွန်တော် diamond တွေပါပါတယ်ဟုတ်ကဲ့ပါကန်ကောင်းရင်တော့အဲ့ဒါတွေပေါက်မယ်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်တို့တလုံးမှမပေါက်သေးပါဘူးโอเคကျွန်တော်လှည့်ကြည့်မယ်ပေါ့နော်ဘာပေါက်မလဲဟာတလုံးကကန်ဆိုးတဲ့ကြကွာ diamond တွေ9လုံးပေးပါလားဆိုdiamond မရဘူးဟာ diamond 9လုံးပဲကွာဟာမရတော့ပါဘူးလို့ကျေးဇူးတင်ပါတယ်လို့โอเคအဲ့ဒါလေးလာပြောတာပါအားလုံးပဲဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်โอเคကိုဘတ်တန်းကွာငါ့ကိုလာကြောဖို့နေတာ तू ကငါ့ကိုနိုင်တယ်များထင်နေတာမင်းစက်နဲ့စူးစမ်းလိုက်အောင်ငါ့ကိုနိုင်ဖို့ဂျွန်းအောင်ကန်ပေးလိုက်မယ်တေးလိုက်တော့မယ်ရော့အောင်ပါ easy ပဲကွာ तू ကငါ့ကိုနိုင်မယ်လို့ထင်နေတာငါရဲ့ချုံစကိကိုလည်းမဲတို့တရက်ရှိုးတွေကွာဟာအဲ့တော့ကျွန်တော်လက်လမ်းမေးကိုလာတီးလိုက်ပါတယ်လက်လမ်းမေးကလည်းပြီးတယ်ပေါ့နော်ကျွန်တော်လည်းဖရီကာနဲ့တစ်ကွက်ပြပြီးတီးပေးလိုက်ပါတယ်โอเคခါလီယာငါ့ကိုလာတီးနေတာကျွန်းအောင်အကောင်ရှောင်းတယ်လို့ရှောက်တက်တယ်အကောင်ကငါ့ကိုရှောင်းပြီးတီးနေတာတူကရโอเคရတယ်ဒီချုံထဲမှာနေမယ်ပြီးတွေးဖြဲ့ပြီးကျွန်တော်တို့သွားကျုံးမယ်ကွာလားအကောင်ရှောက်တက်တယ်ကွာအကောင်တကယ်ရှောက်တက်တာကွာတေးပြီးနဲ့တူတယ်ကွာလဲတယ်မကောင်းခုနငေါ့အကောင်လှုပ်ထားတာခါရင်ငေါ့လှုပ်ထားတာအခုတော့မင်းလှဲ့ပဲပေါ့နော်ဂျွန်းမမင်းကိုတာဝါတက်တီတော့လိုက်ကပေးတယ်မယ်ရွန်းအောင်မှတ်ပြီးတော့ကွာငေါ့ခုနတီးရတာကျွန်တော်မကျင်တဲ့တော့ခုပြန်တီးလိုက်တယ်ပေါ့နော်โอเคခါလီကိုကျွန်တော်မကျင်တဲ့သေးဘူးခါလီကိုပြန်တိုးသေးမယ်ကျွန်တော်ခါရရှောက်တယ်ဒါပေမဲ့မင်းတီးလိုက်တော့ကွာမင်းငါတာဝါတက်တီတော့လိုက်ကမှာငေါ့လှုပ်ထားတာဂျွန်းအောင်easy ပဲအောက်မှာဘက်တရီဖြစ်နေတာကျွန်တော်မသိလိုက်ဘူးโอเคကျွန်တော်လည်းဒီမှာမိတ်တကောက်ကိုကျွန်တော်ကန်ပြီးတော့တီးပေးလိုက်မှာကွာဂျွန်းကွာ easy ပဲ record တွေပါတော့ပြလိုက်မယ်ဟဲโอเคတာဝါချိုးမယ်ကွာဂျွန်းမချိုးဟိုကောင်းလေးโอเคနိုင်သွားပြီနောက်ဆိုတော့ကျွန်တော်တို့ခြုံနဲ့ RAM မှာနိုင်သွားခဲ့ပါပြီโอเคနိုင်သွားပြီဗောနော်โอเคကျွန်တော်နဲ့တူတူဆွဲချင်တယ်ကျွန်တော်ကမမှာ ID ချပေးထားပါမယ်အဲ့ ID ကိုကျွန်တော်လာပြီးတော့ကျွန်တော် ID ရှာပြီးတော့ခင်လိုက်ပေါ့နော်โอเคကျွန်တော်ပြန်ခင်ပေးလိုက်ပါမယ်အားလုံးပဲဗီဒီယိုလေးကိုတစ်ပတ်ကြာရင် like က subscribe နဲ့ကူညီပေးပါကျွန်တော်ခုမှစလုပ်တာမလို့အမပိုင်လည်းတောင်းပါပါတယ်အားလုံးပဲ bye bye